လို့အဲ့တော့ဒီချက်ပထမဆုံးတစ်ပုဒ်တွက်ပြမယ်နော်ဟုတ်ပြီအဲ့တော့ပထမဆုံးဒီချက်ပို့လိုက်တဲ့တစ်ပုဒ်က2023 June P1 question 10ပုံစံလေးဖြစ်တယ်နော်အဲ့မှာသူက OA vector ကိုပေးထားတယ် AB vector ကိုပေးထားတယ်ပြီးရင် unit vector ကိုပေးထားတယ်ဟုတ်နော် unit vector ကဘယ်သူနဲ့အပြိုင်သွားတာလဲဆိုရင် OB vector နဲ့ဆို OB vector နဲ့အပြိုင်သွားနေတဲ့ unit vector ကိုပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီချက်တို့ကဒီပေးထားချက်ကနေပြီးတော့ OB vector လေးကိုရအောင်ထုတ်နိုင်မယ်လို့နားလည်မယ်နော်ဒီကနေ OB vector လေးကိုနော်ဘာလို့လဲဆိုရင် तू က OB vector နဲ့အပြိုင်သွားနေတဲ့ unit vector လို့ပြောတဲ့အတွက်ကြောင့်မို့လို့နော်အဲ့တော့ဒီချက်တို့ကခန်းတိုင်းဆိုကိုယ့်အကူ unit vector ရှာခဲ့ကြတာလေအဲ့ဆိုရင်ဘယ်သူနဲ့အပြိုင်သွားနေလဲဆိုတာကိုကြည့်ရဲနော်ကြည့်ပြီးတော့မှဒီချက်တို့ကတွက်ခဲ့ကြတာဟိုအခုကျတော့ OB vector နဲ့အပြိုင်သွားနေတဲ့ unit vector ကြီးကိုပေးထားတယ်ဒါဆိုဒီအပေါ်ကနေပြီးဒီချက်တို့ဘာကိုစဉ်းစားနိုင်မလဲဆိုရင် OB vector ကိုစဉ်းစားနိုင်မယ်ပေါ့နော် OB vector ကိုစဉ်းစားနိုင်မှာဖြစ်တယ်လို့အဲ့ဒီ OB vector ရဲ့ magnitude ကိုလည်းဒီချက်တို့ရသွားမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ရနေပြီးတော့စပြီးစဉ်းစားမယ်တဲ့နော်ခဏလေးဟုတ်ပြီအဲ့ဒါပြီးတော့ပြီးတော့မှ given the A နဲ့ B နဲ့ဟာ constant တွေလို့ပေးထားပြီးတော့ A ကလည်းအပေါင်းယူမယ် B ကလည်းအပေါင်းယူမယ်ပြီးရင်အဲ့ A နဲ့ B ကိုရှာပေးမယ်ပေါ့အဲ့တော့ပထမဦးဆုံးဒီချက်စလုံးတဲ့အလုပ်ကဘာလဲဆိုတော့ဒီဒါလေးကိုအရင်ဆုံးစပြီးစဉ်းစားမယ်နော် √70 by 34ဒါလေးက unit vector လေးပေါ့ဟုတ်ပြီနော် unit vector လေး √70 by 34ရှိမယ်ပြီးရင် 3a plus 2i gap plus bj gap ရှိမယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုဒီချက်ခွဲထုတ်မယ်ပေါ့နော်ဘယ်လိုခွဲထုတ်မလဲဆိုတော့ तू က unit vector ကိုရှာရင်အပေါ်မှာသူ့ရဲ့ direction vector ရှိရလေနော်အဲ့ 3a plus 2i gap 3a plus 2i gap plus bj gap ကိုဒီချက်ကဒီပေါ်မှာအပေါ်မှာထားခဲ့ပြီးတော့ဒီကောင်လေးကိုပြောင်းပြန်လန်ပြီးအောက်ကိုရွှေ့လိုက်မယ်ဟုတ်နော်ပြောင်းပြန်လန်ပြီးအောက်ကိုရွှေ့လိုက်မယ်ဆိုရင် √70 ကအောက်ကိုရောက်သွားပြီး34ကအပေါ်ကိုရောက်သွားပြီးတော့ဒီလိုမျိုးလေးဆင်လိုက်မယ်ပေါ့ဟုတ်ပြီနော်ဒါကိုကြည့်ချင်းအပြင် teacher တို့ဒီ unit vector ကိုခါတိုင်းလိုပဲ teacher တို့ကအပေါ်က direction vector အောက်က magnitude ပေါ့ဟုတ်ပြီနော်အဲ့ဆိုအပေါ်က direction vector ကြီးကတေချာပေါက် teacher တို့က तू က OB vector နဲ့အပြိုင်သွားနေတဲ့ unit vector လို့ပြောထားလို့အပေါ်ကနော်ဒီအပေါ်ဆိုပိုင်းဝေပြောတာနော်ဟလာအဲ့ဆိုရင်ဒီပိုင်းဝေမှာရှိနေတဲ့နော်ဒီvector လေးက OB vector ဖြစ်သွားမယ်ပေါ့နော်ဟလာနော်အဲကြတော့ numerator เนาะ numerator เนาะပိုင်းဝေမှာရှိနေတဲ့vector လေးက OB vector ဖြစ်သွားပါမယ်တဲ့เนาะဖြစ်သွားပါမယ် 3a plus 2i gap plus bj gap ဟုတ်ပြီเนาะအဲ့တော့ကြတော့ဒါက OB vector နဲ့အပြိုင်သွားနေတဲ့ unit vector လို့ပြောလို့ဒါလေးကိုခြေကပုံစံလေးပြောင်းရေးလိုက်တယ်အပေါ်မှာ vector တီးတဲ့အောက်က magnitude ကတီးတဲ့လေးဖြစ်သွားမယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ဒီကောင်လေးကဒီလိုလေးရေးခြင်းကပြောင်းပြန်လန်ပြီးတော့မှရေးတာဖြစ်တဲ့အတွက်ကြောင့်မို့ခြေအောက်ကိုပြန်ပို့လိုက်တယ်ဒါဆိုရင် unit vector ရဲ့ format ကဝင်သွားပြီ format ဝင်သွားရဲဆိုရင်အပေါ်ကပိုင်းဝေเนาะပိုင်းဝေကြီးကိုခြေတို့က OB vector လို့ရေးလို့ရပြီးတဲ့အခါကျတော့အဲ့ဒီအောက်ကပိုင်းခြေကြီးကကြဘယ်သူနဲ့တူရလဲဆိုအဲ့ဒီ OB vector ရဲ့ magnitude နဲ့တူတယ်ဆိုပြီးတော့မှစဉ်းစားထားလိုက်မယ်ပေါ့เนาะအဲ့တော့34 by √70ဟုတ်ပြီเนาะ34 by √70အဲ့ဒါရောဒီချက်ပြန်ရေးအောင်မယ်အဲ့တော့34 by √70 ရရောเนาะရပြီးတဲ့ခါကျအဲ့အတိုင်းထားလိုက်မယ်ပေါ့နော်ထားလိုက်ပြီးဆိုရင်ဘာလုပ်မလဲဆိုတော့ဒီသူကပေးထားတာ OA နဲ့ AB နဲ့ပေးထားတယ်ကွာဒါဆိုဒီကျတို့ထုံးစံအတိုင်း AB vector ကိုစပြီးတော့စဉ်းစားမယ်နော် AB vector ဆိုတာသူက position vector ဒီ O ကနေစတယ်ဒီမှာ A ရှိမယ် OA OB AB ပေါ့နော် OB ပေါ့ဒါဆိုရင် AB vector ဒါဆို O ကနေ A O ကနေ B A ကနေ Bဟုတ်ပြီနော်ဒါဆိုရင် AB vector ကိုဒီချက်စပြီးစဉ်းစားမယ်နော်စဉ်းစားမယ်ဆိုတာက AB vector ကဒီချက်တို့ကိုရှိပြီးသားပေါ့နော်ဒါဆိုရင်ဒါလေးကရှိပြီးသားလေးကတော့အစားသွင်းရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပုံစံလေးချမယ် AB vector ဆိုဒီမှာနော် A စ B ဆုံးဆိုတော့ AO vector နဲ့ဘာနဲ့ပေါင်းတာလဲဆိုရင် OB vector နဲ့ပေါင်းတယ်ဟုတ်ပြီ AO vector ဆိုဒီမှာ -OA vector -OA vector AO vector ဆိုဒီမှာ -OA vector plus OB vectorဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာကတော့ AB vector ရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ AB vector ကတော့ဒီချက်တော့ဘာသွင်းရမလဲဆို 3i gap ကိုသွင်းရမယ် AB vector ကတော့ 3i gap ကိုသွင်းရမယ် minus OA vector ကတော့ဒီမှာ b + 1i cap เนาะ OA vector ကတော့ b + 1i cap เนาะအတိုင်းသွင်းလိုက်မယ်เนาะ b + 1i cap plus bj cap เนาะ plus bj capဟုတ်ပြီအဲ့ဒါဆိုရင်ဒါကြီးတစ်ခုလုံးကမှ OA vector ပဲရှိသေးတယ်နောက်တစ်ခါကျတော့ plus เนาะ plus OB vector OB vector ဆွမ်းကထုတ်ပြီးသား 3a plus 2 3a plus 2i cap plus bj cap
ဟုတ်နော် 3a plus 2ir plus bj gap okay ဟုတ်ပြီအဲ့ဒါရသွားပြီအဲ့ဒါရသွားပြီဆိုရင်ဒီကျတော့ဘာလုပ်မလဲဆိုတော့ဒီမှာ i get ချင်းဟဲ့လား i get ချင်းတွဲမယ်เนาะအဲ့ဆိုရင်ဒီဘက်ကဟိုဘက်ဒီဘက်ကိုဒီကျတော့တွဲကြည့်မယ်ပေါ့เนาะတွဲကြည့်တဲ့အခါမှာဒီမှာက equal to minus b plus 1 i get 3a plus 2 i get เนาะအဲ့ဒါကိုဒီကျ i get ကိုအတူတူရေးကြည့်မယ်เนาะအဲ့တော့ minus b minus 1လို့ဖြစ်သွားမယ်เนาะ minus b minus 1 i cap เนาะ i cap အဲ့ဟာကိုဒီကျဒါနဲ့တွဲမယ် plus အဲ့လား 3a plus 2အဲ့ဒါကြီးတစ်ခုလုံးကမှ i get ဟုတ်ပြီเนาะပြီးတော့မှ plus ဒီကောင်က bb ဆိုတော့ကြတော့ 2bj cap ပေါ့เนาะအဲ့မှာminus bj cap ဆိုတော့ဒီရှယ်တို့ကဒီမှာ minus oa beta မှာလက္ခဏာချင်းရအောင်မသိလားဒီမှာ minus ဆိုတဲ့အတွက်ကြောင့်မို့ခဏလေးเนาะအဲ့ဒါဆိုဒီမှာလက္ခဏာဒီရှယ်မချင်းမနဲ့သွားနေတာဒီမှာ minus ဖြစ်မယ်ဘာလို့လဲဆိုတော့ဒီကောင်က OA beta minus ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာဒီကျတို့တွေက minus ဖြစ်သွားမယ်เนาะ minus of b plus 1ရဲ့ minus bj ကရဲ့ဒါဆိုဒီနှစ်ခုကကျေသွားမယ်သိလားเนาะအဲ့ဒီချက်ဒါလေးဖြစ်လိုက်တော့မယ်เนาะ2b မဟုတ်တော့ဘူးခုနကလက္ခဏာမှားလို့မို့လို့เนาะအဲ့ဒါကြတော့လက္ခဏာဒီချက်ပြန်စစ်မယ် -b -1 နဲ့ 3a plus 2က i cap ကို common ထုတ်လိုက်မယ် i cap ကို common ထုတ်ပြီးတော့သူတို့နှစ်ခုကိုတွဲပြီးတော့ရေးလိုက်မယ်ဒီချက်เนาะဟုတ်ပြီဒီဘက်မှာဘာရှိနေရလဲဆိုရင် 3i cap ရှိနေတယ်ပေါ့ဟုတ်ပြီเนาะ 3i cap okay အဲ့ဒါပြီးပြီဆိုရင်ဒီအထက်တဲ့ဟာလေးကိုရှင်းလိုက်အောင်မယ်เนาะ 3i cap equal to ဒီမှာကျတော့minus b plus 3a လို့ရေးလိုက်မယ်เนาะ minus b plus 3a ဒါဆိုရင်ဒါ plus 1 i cap ပေါ့เนาะအဲ့ဒါပြီးတော့မှ i cap ချင်းညီတဲ့အတွက်ကြောင့်မို့လို့ဒီကျတို့က3ကဘာနဲ့ညီသွားမှာလဲဆိုရင် minus b plus 3a plus 1နဲ့ညီနိုင်မယ်ဒါလေးကိုအဆင်ပြေအောင်ရေးမယ်ဆိုရင်နော် minus b plus 3a ကဘာနဲ့ညီနေမှာလဲဆိုရင်ဒီဘက်ကို1ကပို့တဲ့အခါကျတော့2ဖြစ်မယ်ပေါ့ဒါလေးကို equation 1ထားလိုက် minus b plus 3a ဒီ2ပေါ့နော် minus b plus 3a ဒီ2ပေါ့နော်ဒါလေး equation 1ထားလိုက်နော်ဒါလေးကိုမှတ်လိုက်ပါဦးနော် equation 1ဟုတ်ပြီအဲ့ပြီးပြီဆိုမှနောက်ထပ် equation တစ်ခုကိုထုတ်မှ b ရမှာပေါ့နော်မတိကိန်းနှလုံးဆိုရင် equation နှစ်ကြောင်းထုတ်ရမယ်နောက်ထပ် equation တစ်ကြောင်းကတော့ဒီကနေစဉ်းစားရအောင် OB beta ရဲ့ magnitude က 34/√70 လို့ပြောထားတယ်ဒါကြောင့်မလို့ OB beta ရဲ့ magnitude ကိုရှာပြီးတော့ 34/√70 နဲ့ညီပြီးတော့နောက်ထပ် equation တစ်ကြောင်းထုတ်မယ်လို့နားလည်မယ်နော်ဟုတ်ပြီเนาะအဲ့တော့ဒါလေးကိုဒီချိန်ကမပြတ်ချင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့အပေါ်မှာတွက်မယ်နော်အပေါ်မှာတွက်မယ်ဆိုတော့ OB beta ရဲ့ absolute value ကိုရှာမယ်เนาะ OB beta ရဲ့ absolute value ကိုရှာမယ်ဆိုတဲ့အခါကျတော့ဒါလေးပေါ့ OB beta ရဲ့ absolute value ကိုရှာမယ်ဆိုရင်သူက square root တွေကိုဝင်ရမယ် square root တွေကိုဝင်ရမယ်3a plus 2 the whole square เนาะအဲ့တော့ 3a plus 2 the whole square 3a plus 2 the whole square ပြီး plus 3a plus 2 the whole square plus b square ပေါ့เนาะအဲ့ဒါ b square ဟုတ်ပြီ b square b square ဖြစ်တယ်အဲ့ဆိုရင် equal to square root of ဒါလေးကိုရှင်းမယ်ဆိုရင်ပထမကိန်းနှစ်ထပ် 9a square ပြီးရင် plus ပထမကိန်းတွေ့ရမြောက်ချင်းရဲ့နှစ်ဆဆို2 3 4 6 6နဲ့7နဲ့ဆိုတော့ 12a plus 4 plus b square ပေါ့ဟုတ်ပြီเนาะဒါထားလိုက်အောင်မယ်เนาะအဲ့ဒါကိုမှ teacher တို့ကဘာနဲ့ညီရမှာလဲဆိုရင် OB beta ရဲ့ magnitude ကဘာလဲဆိုတော့ကြတော့ 34/√70 เนาะ34/√70 ကိုသုံးရမှာเนาะအောက်ကိုချရမှာဆိုတော့ပြောင်းပြန်လည်တာเนาะ34/√70အဲ့တော့အပေါ်က34အောက်က √70 ကိုရေးလိုက်မယ် equal to ဒါလေးပေါ့เนาะ √9a square plus 12a plus 4 plus b square plus b square ပြီးတော့နှစ်ဖက်လုံးကို square တင်လိုက်အောင်ဒါကြီး square ပြုတ်သွားအောင်เนาะနှစ်ဖက်လုံးကို square တင်မယ်ဆိုတော့34ကနှစ်ထပ်ဖြစ်သွားမယ် √70 square က70ပဲကျန်မယ်ဒါလေးကတော့ 9a square plus 12a plus 4 plus b square ပေါ့เนาะဟုတ်ပြီအဲ့မှာခဏလေးเนาะ teacher calculator ယူလိုက်အောင်အဲ့တော့ဒီနေ့တူတူလိုက်တွက်လိုက်ပေါ့เนาะအဲ့ဒါဆိုရင်34 square 34 square equal to 1156အဲ့တော့1156 by အောက်က 70ရဲ့ 9a square ဒါပဲရေးရမှာเนาะ 9a square plus 12a plus 4 plus b square เนาะဒါလေးကိုစကြည့်ဦးမယ်เนาะ1156ကိုတည်ပြီးတော့1156ကိုတည်ပြီးတော့70နဲ့စားမယ်ဆိုရင်68ပေါ့ဒါဆိုဒီချက်ဒီဘက်ကိုရေးလိုက်မယ် 9a square ကို 9a square plus 12a plus 4 plus b square equal to 68ဟုတ်ပြီเนาะအဲ့ဒါပြီးပြီဆိုရင်ဒီချက်တို့ကသွင်းလိုက်ရအောင်ဒါကို subject ထားရအောင်ဘာကို subject ထားအောင်ကြည့်အောင်เนาะအဲ့ဒါကြတော့
ဒီမှာတကယ်တော့ဟိုပေါ့ A ကို subject ထားမလား B ကို subject ထားမလားရမလဲရမယ်နော် B ကိုပဲ subject ထားလိုက်ရနော် B ကိုပဲ subject ထားမယ်ဆိုတော့ minus B ကဘာနဲ့ညီမလဲဆိုရင်2 minus 3A ဒါဆိုရင် B ကဘာနဲ့ညီမလဲဆိုရင် 3A minus 2ပေါ့ဟုတ်ပါနော် 3A minus 2အဲ့ဆိုရင် B က B ကိုခေါ်ခဲ့ပြီးတော့ B က 3A minus 2 B က 3A minus 2ဟုတ်ပါနော် B က 3A minus 2ဒါဆိုရင်ဒီမှာက 9A square plus 12A 12A plus 4 plus B နေရာမှာ 3A minus 2 the whole square equal to 68ဒါဆိုတချို့တော့မသိကိန်းဆိုလို့ A ပဲကျန်တော့ဆက်ရှင်လို့ရသွားပြီနော်ဟုတ်ပြီအဲ့ဒီချက်ပြန်ကြည့်အောင်မယ်3A minus 2ဟုတ်ပြီနော်အဲ့ဆိုဒါလေးရှင်းကြည့်ရအောင်နော်အဲ့တော့ 9A square plus 12A plus 4ဒီမှာဆိုရင်ပထမကိန်းနှစ်ထပ်ဆိုတော့ 9A square ပထမကိန်းနဲ့ဒုတိယကိန်းမြောက်ရှင်းရင်နှစ်ဆဆို2 3 6 6နဲ့4 7ဆိုတော့ 12A နော် 12A plus 4ဟုတ်ပြီနော် equal to 68ဟုတ်ပြီနော် equal to 68ဟုတ်ပြီအဲ့ဆိုရင်ဒီမှာကသူကဘာတွေကြည့်သွားလဲ 9A square မကြည့်ဘူးเนาะ 18A square 18A square 12A ကကြည့်ရယ်เนาะ 12A ကကြည့်ရယ် plus ကဟို8ပေါ့เนาะ plus 8 equal to 68เนาะဟုတ်ပြီအဲ့ဆိုရင် 18A square equal to 68ကနှုတ်တော့60ရတယ်အဲ့တော့ A square equal to ကကြတော့အပေါ်က60အောက်က80စားလိုက်မယ်เนาะဒီချက်10/3ဟုတ်နော်10/3 10/3ဆိုတော့ a square equal to က 10/3ဒါဆိုရင် root 10/3ပေါ့ a equal to ကplus or minus ဆိုပေမဲ့ तू ကဟိုကယူမယ်နဲ့တူတယ်เนาะ plus or minus ဆိုပေမဲ့ a က greater than 0ဆိုတဲ့အတွက်ကြောင့်မို့လို့เนาะ sorry root 10/3မဟုတ်ဘူးလေ root တခါတည်းပဲเนาะ plus or minus root ထဲမှာထည့်ရမှာအကုန်လုံးဒီလိုမျိုးလေးပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးလေး a က plus or minus root 10/3အဲ့တော့ကြာတော့ဒီမှာက root ဒါလေးเนาะဒီချက်နှိပ်စရာရေးဖြစ်ရှိတယ်60/18ကိုထည့်လိုက်တယ်ဆိုပြီး equal to root 30/3အဲ့တော့ဒီကောင်လေးကတကယ်တမ်းတော့ဟိုပါပေါ့ကွာတကယ်ဟိုလိုလေးပေါ့ root 10 root 3ပေါ့အဲ့လိုလုပ်လိုက်မယ်ဆိုရင်တဲ့သူကအောက်ကိုလည်း root နဲ့မြောက်အပေါ်ကိုလည်း root နဲ့မြောက်အဲ့လိုလိုက်မယ်ဆိုရင်အောက်က3ရှိပြီးတော့ခါကြအပေါ်က30 3 30ဒါ calculator နှိပ်ရင်တော့ဒါရတယ်ဒီလား root 30/3အဲ့တော့ calculator တက်နေလိုက်ရင်ပေါ့နော်အဲ့တော့ဒီကျတော့ဒီတိုင်းလေးထားခဲ့လဲရတယ်ဒါပေမဲ့ဒါကို rationalize ပြန်လုပ်ပြီးတော့မှအဲ့လုပ်လိုက်လဲရတယ်ပေါ့နော်အဲ့ဒါ a တန်ဖို့ဟုတ်နော်အဲ့ဒါ a တန်ဖို့ဖြစ်တယ်နော်အဲ့ပြီးတော့ b ရှာမယ်ပေါ့နော်အဲ့တော့ b ကတော့ဒီကျတော့ဒီအောက်မှာသွားရှာလိုက်မယ်ပြနော်အဲ့တော့ b equal to က 3a နေရာမှာခုနကရတဲ့ root 30/3 root 30/3 minus 2ပေါ့3 j လိုက်နော်3 j တော့ b equal to ကဒီဟာလေးပဲရမယ်နော် root 30 minus 2ဟုတ်နော်အဲ့တော့ဒီကျတော့ mask ကိုသွားကြည့်မယ်နော်ဒီကျတော့တော်တော်တွက်လိုက်တာပဲနော်ဟလာအဖြေမစစ်ရအဖြေကိုဒီကျရေးမထားသေးဘူးနော်ဒါအတိုင်းပဲအခုပြောရင်းနဲ့ပဲတွက်လိုက်တာနော်အဲ့တော့2023 June P1 question တန်းကိုတွက်တိုက်မယ်နော်ခဏလေးစောင့်ပေး2023 June P1 question တန်း P1 question တန်း2023 June P1 question တန်း2023 June P1 question တန်းဆိုဘာတပြုံးလို့2023 June P1 question တန်း2023 June P1 question တန်းပြင်မှာမိုးရွာတယ် question တန်းရှစ်ခိုး30နားလေးနော်ရှစ်ခိုး30အိုးဒါဆိုရင်ဒီမှာ root 30/3ရယ် root 30 minus 2ဆိုတော့ okay ပြရယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီချက်ကဒါဒီဂျိုဘိုလေးပြီးသွားပြီပေါ့နော်သူကအမှသူက45မိနစ်ပဲရတာဆိုတော့ခဏလေးရှိပါသေးတယ်ဆိုတော့ဟိုဟာနောက်တစ်ခုမှပြန်ကြည့်ပေါ့နော်အခုလောလောဆယ်ဒီချက်ကဒါကိုbreak လိုက်မယ်နော်ဆိုအဖြေလက်မှန်သွားပြီအဲ့ဆိုရင်ဒီမှာကပြထားပေးဦးမယ်တစ်ခုခုဆိုရင် screenshot ရရင်လည်းရိုက်ထားလိုက်ပေါ့နော်ဒီချက်ကရှုပ်ခန့်အောင်တွေ့ထားတာ
ဟုတ်လားအဆင်ပြေလားမသိဘူးအဲ့တော့ teacher robot ကိုနားထောင်ရင်းနဲ့တခါလေးပဲတွေ့လိုက်ကြပေါ့နော်အဆင်ပြေမှာပေါ့နော်ဟုတ်ဆိုရင် bye bye